ဗမာ brain channel ကနေကြိုဆိုပါတယ်ကျွန်တော်တို့ကနေ့စဉ်အခုလိုအသိပညာပေးအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်တို့ channel ကိုနေ့စဉ်လာရောက်နားဆင်ဖို့ဖိတ်ခေါ်ပါတယ်အကြောင်းအရာကိုမစတင်ခင်ဗမာ brain channel ကို subscribe လုပ်ထားပေးပါဦးကဲဒီနေ့တော့ကမ္ဘာအောင်မြင်ဆုံးယင်းနှမြုပ်နှံသူတယောက်ဖြစ်တဲ့ Warren Buffett ရဲ့နှစ်ပေါင်းများစွာကအတွေ့အကြုံနဲ့အသိပညာတွေကိုစုစည်းထားတဲ့သူ့ရဲ့စာစုရီထဲကနေအနှစ်သာရတွေကိုလေ့လာကြည့်ကြရအောင်ပါအောင်မြင်တဲ့ယင်းနှမြုပ်နှံမှုတစ်ခုကဘာကြောင့်ဒီလောက်ခက်ခဲရတာလဲဟုတ်တယ်မလားဒါကကျွန်တော်တို့အောက်လုံးနီးပါးကိုပြန်မေးဖို့တဲ့မိကွန်းတစ်ခုပါပဲယင်းနှမြုပ်နှံမှုရဲ့ရဲပါပုံကိုသိကြပြီးမြင်တကယ်တမ်းလှုပ်ဆောင်မှုကြောင့်တော့အခက်ခဲတွေမဝဲမရဲဖြစ်မှုတွေရှိနေတတ်ပါတယ်အမှန်ပါပဲတီးနေုံနဲ့မလုံလောက်ပါဘူးတကယ်ကြတော့အကြီးမားဆုံးစိန်ခေါ်မှုကရှုပ်ထွေးမှုတွေမရှင်းလင်းမှုတွေနဲ့အမားလုံးမိမှာကိုကြောက်တစ်စိတ်တွေကိုကြော်လွှားပြီးပထမဆုံးခြီလန်းကိုစတင်လမ်းဖို့ပါပဲဒီအခက်ခဲကြောင့်ပဲလူအတော်များများဟာစမှတ်မှာပဲရက်နေပြီးကျွဲဝါချနာမှုကိုတီဆော့မစ်ခီကိုဘယ်တော့မှမစတင်ဖြစ်ကြပါဘူးအဲ့ဒီလိုလမ်းပြပေးမဲ့ဆရာတယောက်သာရှင်ရင်ဘယ်လောက်ကောင်းမလဲနော်ဒီနေ့ကျွန်တော်ဆွေးနွေးမဲ့ Buffett ရဲ့စာဆိုတွေကအဲ့ဒီလို mentor တယောက်လိုပါပဲတိတာနဲ့လို့တာကြားကကွာဟချက်ကိုဘောင်းကူပေးမဲ့ဆရာတယောက်လိုပေါ့ဒါဒီဟာ6ခက်နိုင်တဲ့အစီရင်ခံစားတွေဆိုတာထက်ပုံပြင်တွေအတွေးခေါ်တွေနဲ့လက်တွေ့ကြတဲ့အကြံဉာဏ်တွေအပြည့်နဲ့သူရှယ်ရှင်တွေကိုနှစ်ပေါင်းများစွာရေးခဲ့တဲ့စာတွေပါကဲ Warren Buffett ရဲ့စိတ်ထဲကိုခရီးသွားပြီးသူရဲ့အချင်းခါမရည်တန်ဖို့ရှိတဲ့သင်ခန်းစာတွေကိုရှာဖွေလိုက်ကြရအောင်ကဲအဲ့ဒီရော Warren Buffett ရဲ့အတွေးအခေါ်ကပါတဲ့ကိုဝင်ရောက်ဖို့အစင်သင်းချပြီလားသူ့ရဲ့အဓိကအတွေးခေါ်ကနေထုံနှုံထားတဲ့ယူရှင်းပေမဲ့အင်မတန်အစွမ်းထက်တဲ့စီးမြင်လေးချက်ကိုတစ်ခုချင်းစီလေးလာကြည့်ကြပါမယ်ဒါတွေကယင်းနှမြုပ်နှောင်မှုကိုရှုမြင်တဲ့ပုံစံကိုပြောင်းလဲပေးနိုင်ပါတယ်ပထမဆုံးစီးမြင်ကတော့အခြေခံကြီးဆုံးနဲ့အရေးကြီးဆုံးပါပဲဒါကဘာလဲဆိုတော့အတွေးအခေါ်ကိုလုံးပြောင်းပြန်လှန်လိုက်ဖို့ပဲကို software ကစားရဲ့သူလို့မမြင်ပဲစီးပွားရေးလုပ်ငန်းတစ်ခုရဲ့ passion တယောက်အနေနဲ့တွေးခေါ်ဖို့ပါဒီ slide မှာပြထားတာကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပါ Buffett ကသူ့ကိုသူဈေးကွက်သုံးသပ်သူ market analyst လို့ဘယ်တော့မှမသတ်မှတ်ဘူးဗျသူကစီးပွားရေးသုံးသပ်သူ business analyst တဲ့ဟာဒါကတော်တော်ကွာသွားပြီနော်ဆိုလိုတာကသူကနေတိုင်း stock ဈေးအတက်အကျကိုလိုက်ကြည့်ပြီးခေါင်းချုံမခတ်ဘူးဘယ်အချိန်ဝင်ဝယ်ရမလဲဘယ်အချိန်ပြန်ရောင်းရမလဲဆိုတဲ့ timing ကိုအာရုံမစိုက်ဘူးအဲ့ဒီအစားသူက company တစ်ခုကိုအမြင့်ကနေစာကီလေးလာတယ်ဒီလုပ်ငန်းကနောက်10နှစ်အနည်း20မှာဘယ်လိုဖြစ်လာမလဲဆိုတော့ရေရှည်အလားကိုပဲကြည့်တာပါဒီစကားကအားလုံးရဲ့အနေချိုးပါပဲယင်းနှမြုပ်နှံသူအတောင်ရဲ့အဓိကပန်းတိုင်ကပါလေဈေးပေါ်တာတွေ့တောင်လိုက်ဝယ်ဖို့မဟုတ်ဘူးတကယ်ကိုကောင်းမွန်နေခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတွေကိုတင့်တော်တဲ့ဈေးနှုန်းတစ်ခုနဲ့ရှာတွေ့ဖို့ပဲဒါက quality over quantity ပေါ့ဗျာဈေးပေါ်တဲ့တာမလုပ်ငန်းထက်ဈေးနဲ့ပို့ပေးဟရင်တောင်မှအကောင်းဆုံးလုပ်ငန်းကိုရွေးချယ်ဖို့ပါပဲကဲကောင်းပြီလုပ်ငန်းရှင်တယောက်လိုတွေးပြီးပြီဆိုရင်နောက်တစ်ဆင့်ကပါလဲဒါကတော့ Buffett ရဲ့အကြော်ကြားဆုံးနဲ့လူသိအများဆုံးဥပမာပြဖြစ်တစ်ခုကိုကျွမ်းကျင်ပိုင်နိုင်ဖို့ပါပဲအဲ့ဒါကတော့ Mr. Market ပါ Mr. Market ဆိုတာဘာတူလဲသူကတကယ်ရှိတဲ့လူတော့မဟုတ်ပါဘူး Warren Buffett က stock ဈေးကွက်ကြီးကိုလူတယောက်လိုပုံဖော်လိုက်တာဒါမဲ့ဒီလူကနည်းနည်းတော့ထူးဆန်းတယ်သူကကိုယ့်ရဲ့စီးပွားရေးပါနာပဲဒါမဲ့စိတ်အခြေအနေကလုံးဝမမှန်ဘူးတနေ့နဲ့တနေ့မတူဘူးအတက်အကျအရန်ကျန်းတယ်ကြည့် Mr. Market ကတခါလေဆိုကဘာရီကိုပိုင်ဆိုင်ထားသလိုအရန်ကိုအကောင်းမြင်စိတ်တွေလွန်ကန်းနေတတ်တယ်အဲ့ဒီခါကျရင်သူကကိုယ်လုပ်ငန်းရဲ့ share တွေကိုမတန်တဆဈေးတွေပေးပြီးဝယ်ချင်တယ်ဒါကရောင်းဖို့အခွင့်အရေးပဲပေါ့နောက်တစ်ခါကျတော့လေကဘာပြတ်တော့မလို့ပဲအရန်ကိုစိတ်တက်ကြပြီအကုန်လုံးကိုဈေးပိုးနဲ့ရောင်းထုတ်ပြစ်ချင်ရောအဲ့ဒီအချိန်ကတော့ဟုတ်ပါပြီဝယ်ဖို့အကောင်းဆုံးအချိန်တစ်ခါပဲအဓိကကသူ့ရဲ့စိတ်ခံစားချက်အတိုင်းလိုက်ပြီးမယူသွတ်သွားဖို့ပဲကိုယ့်ရဲ့စင်ချင်တုံတရားကိုပဲအတုံးချရမှာဒီပုံမှာလေးရတော်ရှင်းတယ်ဟာမာကအရန်ကြိုက်တဲ့လူတယောက်ကိုစဉ်းစားကြည့်သူကအမဲစားဈေးတက်တာကိုပိုးသဘောကျမလားကြတာကိုပိုးသဘောကျမလားရှင်းနေတာပဲဈေးကြလေးပိုဝယ်စားနေလေပိုပျော်လေးပဲပေါ့အဲ့ဒီလိုပဲရေရှည်မှာ company ကောင်းတွေကိုစုဆောင်းချင်တဲ့ယင်းနှမြုပ်နှံသူတယောက်အတွက် stock ဈေးတွေကျဆင်းလာတာဟာစိတ်ညစ်စရာမဟုတ်ဘူးဒါဟာအခွင့်အရေးကောင်းတစ်ခုကိုကြိုက်တဲ့ဟမ်ဘာဂါကိုဈေးလျော်ပေးတုံးဝယ်ခွင့်ရတာနဲ့အတူတူပါပဲအဲ့ဒီတော့ Mr. Market နဲ့ဆက်ဆံရေးရဲ့အဆုံးစွန်သောညီကုန်းချုပ်ကတော့ဒီစကားပါပဲတခြားသူတွေလောဘတကြီးထိနေချိန်မှာကိုကကြောက်ရွံ့ပါတခြားသူတွေကြောက်ရွံ့ထိလက်နေချိန်မှာတော့ကိုကလောဘကြီးလိုက်ပါဒါဟာလူအုံနောက်လိုက်မဲ့အစားကိုယ့်ရဲ့ကိုယ်ပိုင်သုံးသပ်ချက်ကိုယုံကြည်ဖို့ပြောနေတာပါပဲကဲအတွေ့အခေါ်ပိုင်းကိုနားလည်နီးဈေးကွက်တဲ့စိတ်သဘောထားကိုလည်းသိပြီဆိုတော့တကယ်တမ်းကျဘလို့ပိုင်ဆိုင်မှုမျိုးလေးကိုဝယ်ရမှာလေဒါကစီးမြင့်နံပါတ်3မှာ
Perfect ကရင်းနှီးမြှုပ်နှံစရာတွေကိုအမျိုးအစား၃မျိုးခွဲပြားထားတယ်။ပထမတစ်ခုကငွေကြေးအခြေခံပိုင်ဆိုင်မှုတွေဥပမာဘဏ်ထဲမှာငွေထည့်တာငွေတိုက်စာချုပ်ဝယ်တာမျိုးပေါ့။ဒါတွေကလုံခြုံတယ်လို့ထင်ရပေမဲ့အကြီးဆုံးရန်သူကငွေကြေးဖုံးပွက်မှုပဲ။ကိုယ်ငွေရဲ့တန်ဖိုးကအချိန်ကြာလာတာနဲ့အမျှတဖြည်းဖြည်းကျဆင်းသွားနိုင်တယ်။ဒုတိယမျိုးစားကကြတော့အကျိုးမထစ်ထုံးတဲ့ပိုင်ဆိုင်မှုတွေဥပမာရွှေလူမျိုးပေါ့သူကိုယ်တိုင်ကဘာဝင်ခွေမှမထုတ်ပေးနိုင်ဘူးသူတန်ဖိုးကနောက်တစ်လောက်ကဈေးဖိုးပေးပြီးဝယ်ရိမယ်ဆိုရက်မျော်လင့်ချက်အပေါ်မှာပဲမူတည်နေတာအဲ့ဒီတော့ Buffett အကြိုက်ဆုံးတတိယအမျိုးအစားကဘာလဲဆိုတော့အကျိုးဖြစ်ထုံးတဲ့ပိုင်ဆိုင်မှုတွေပါပဲစီးပွားရေးလုပ်ငန်းတွေလေယာမီတွေအိမ်ချမီတွေလို့ပေါ့ဘာလို့လဲဆိုတော့သူတို့ကဝင်ငွေကိုအဆက်မပြတ်ဖန်တီးပေးနိုင်ပြီးအချိန်နဲ့မျှတန်ဖိုးကတက်လာလို့ပါပဲဒါကအဓိကအချက်ပါပဲတကယ်တန်ဖိုးရှိတဲ့အရာတစ်ခုကိုဖန်တီးပေးနေတဲ့ထုတ်လုပ်ပေးနေတဲ့ပိုင်ဆိုင်မှုတွေကိုပိုင်ဆိုင်ဖို့ကအရေးကြီးဆုံးပဲဒီလိုပိုင်ဆိုင်မှုတွေကအိမ်နေရင်တောင်ဝင်ငွေရှာပေးနိုင်တဲ့ရေရှည်မှာကြွယ်ဝချမ်းသာမှုကိုတိစောက်ပေးမဲ့တကယ် engine set တွေလိုပါပဲဟုတ်ပြီဘာဝယ်ရမလဲဆိုတာသိပြီဆိုတော့နောက်ဆုံးနဲ့အရေးအကြီးဆုံးစီးမင်းတကူကြံသေးတယ်ဒါကတော့စာရွက်ပေါ်ကဂိမ်းကနန်းနေတဲ့နောက်ွယ်မှာဘာတွေဖြစ်နေလဲဆိုတော့ဖက်သက်ဖို့ပါပဲတနည်းအားဖြင့်ယင်းနှိမ့်မြုံနှံမှုဆုံးထောက်တရားလို့ကျွမ်းကျင်လာဖို့ပေါ့ကုမ္ပဏီတွေရဲ့ဗန်နာရေးအစီရင်ခံစာတွေကတော်တော်ရှုပ်ထွေးနိုင်တယ်။စိန်ခိုင်စီမင်းတွေကလည်းအမျိုးမျိုးရှိတယ်။ဒါပေမဲ့ Perfect ကပြောတယ်အဲ့ဒီရှုပ်ထွေးမှုတွေအားလုံးကိုဖောက်ထွက်ပြီးအဓိကအချက်ကိုသိနိုင်မဲ့မရှိမဖြစ်မေးခွန်း၃ခုပဲရှိတယ်ပထမတစ်ခုဒီလုပ်ငန်းရဲ့တကယ်စစ်မှန်တဲ့တန်ဖိုးကဘယ်လောက်လဲဒုတိယသူတို့မှာရှိတဲ့အကျွေးတွေပေးရမယ့်တာဝန်တွေကိုအနာဂတ်မှာနိုင်နိုင်နေဖြည့်ရှင်းနိုင်ပါမလားပြီးတော့တတိယဒီလုပ်ငန်းကိုဦးဆောင်နေတဲ့စီမံခန့်ခွဲမှုအဖွဲ့ကရေချင်းရရှိရလားယုံကြည်စိတ်ချရရောပုံပေါ်ရလားဒီမေးခွန်းတွေကစိုင်းရင်းစရာတွေမှာအလွယ်တကူရှာတွေ့နိုင်တာမျိုးမဟုတ်ပါဘူးဒါပေမဲ့ဒါတွေကပဲအရေးကြီးဆုံးပါအဲ့ဒါကြောင့်မို့လို့ယင်းနှိမ့်မြုံနှံတို့တယောက်အနေနဲ့စိုင်းရင်အင်းဒီထဲမှာဖုံးကွယ်ထားတဲ့မသမမှုတွေဒါမှမဟုတ်တစ်ခုခုတော့လွဲနေပြီဆိုတာကိုညွှန်ပြနေတဲ့တတိပေးလက္ခဏာ red flags တွေကိုဖော်ထုတ်တတ်ဖို့အရေးကြီးတည်ပါတယ်ဥပမာဗန်ဒါရေးအစီရင်ခံစာရဲ့အောက်ခြေမစု footnotes တွေကတမင်နားလည်ရခက်အောင်ရေးထားတာမျိုး CEO ကအနာဂတ်တိုးတက်မှုနဲ့ပတ်သက်ပြီးလက်တွေ့မကျတဲ့ကတိတွေအကြီးကျယ်ပေးနေတာမျိုးအရင်ကဖြစ်ခဲ့တဲ့အရှုံးတွေကိုဖျောက်ချင်လို့ပြန်လည်ဖွဲ့စည်းခြင်းစိတ်ဆိုတဲ့ခေါင်းစဉ်အောင်မှထည့်ပြတာမျိုးဒါမှမဟုတ်လို့ရှိရင်ဗန်ဒါရေးအစီရင်ခံစာကြီးတစ်ခုလုံးကအကြောင်းမရှိပဲအရန်ကိုရှုပ်ထွေးပွေလီနေတာမျိုးတွေကတတိထားရမယ့်အချက်တွေပါပဲဒီမှာအရန်ရေးကြီးတဲ့အချက်တစ်ခုကိုရှင်းဖတ်ထားပါတယ် book value ဆိုတာကစိမ်းပေါ်မှာပဲတွက်ပြထားတဲ့တန်ဖိုးပါကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတွေကနေအကျွေးတွေကိုနှုတ်လိုက်တာပဲဒါကအသုံးဝင်မှုအကန့်အသတ်ပဲရှိတယ်ဒါပေမဲ့ intrinsic value ဆိုတာကတော့အဲ့ဒီကုမ္ပဏီရဲ့တကယ်ကံမှုအစင်မှန်လားဘယ်လောက်လဲဆိုတာကိုခန့်မှန်းတာပါဒါက Buffett အတွက်တော့အရေးကြီးဆုံးကိန်းဂဏန်းပဲဘာလို့လဲဆိုတော့ဈေးကွက်ပေါက်ဈေးကဒီ intrinsic value ချက်အများကြီးနေနေတဲ့အခါမှာဝယ်ဖို့အခွင့်အရေးကောင်းပေါ်လာလို့ပါပဲကဲအခုကျွန်တော်တို့စီးမင်းလေးချက်လုံးကိုလေ့လာပြီးတော့ပြီဒီချက်ဒီအားလုံးရဲ့နောက်ွယ်မှာရှိနေတဲ့ Warren Buffett ရဲ့အဓိကကြတဲ့အတွေးခေါ်သူ့ရဲ့ philosophy ရဲ့အနှစ်သာရကဘာဖြစ်မလဲဒီစကားတခုနဲ့အကုန်လုံးကိုခြုံငုံသွားပါပြီကျွန်တော်တို့ငွေဆုံးရှုံးတာကိုတော့တတ်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဂုဏ်သိက္ခာကိုတော့ဆုံးရှုံးလို့မဖြစ်ပါဘူးဒါကဘာကိုပြက်လဲဆိုတော့ရေတိုမြတ်အဆုံးထက်ရိုးသားဖြောင့်မှန်မှုတာဝန်ယူမှုနဲ့ရေရှည်တွေးခေါ်မှုကိုပိုပြီးတောင်းဝထားရဲဆိုတာပါပဲအဲ့ဒီတော့နောက်ဆုံးမှစဉ်းစားစရာတစ်ခုခြံထားခဲ့ခြင်းပါတယ်ယင်းနှိမ့်မြုံနှံမှုမှာတကယ်အောင်မြင်မှုဆိုတာရှုပ်ထွေးရဲ့ formula တွေဈေးဝက်ကိုအချင်းကိုက်ဝန်ထမ်းထွက်နိုင်တာတွေထက်စိတ်ရှည်သိခံမှုကျိုးချောင်းစီရတဲ့သွေးခေါ်မှုနဲ့ကိုရင်းနှီးမြုံနှံထားတဲ့ကစားပွဲကိုတကယ်နားလည်ဖို့စူးစမ်းအားထုတ်မှုတွေနဲ့ပိုပြီးသက်ဆိုင်နေတာများလားဒီနေ့တင်ဆက်ပေးခဲ့တာတွေကိုကြိုက်နေပတ်တယ်ဆိုရင် like လုပ်ပေးသွားဖို့မမေ့ပါနဲ့ဦးဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကိုယ့်ရဲ့အမြင်တွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးသွားပါဦး